နေကကိုမင်းသားပရိဒနေပြီးတော့အကျိုးဆောင်ပြီးတော့တဲ့လှူပေးတဲ့အလူငွေဟာဒါပေါ့အလူရှင်ဒေါ်စိုးမိုးထွေးမိသားစုကနေပြီးတော့တဲ့ဦးလေးရဲ့စာဝါခင်ဗျာအခုကျွန်တော်ရောက်နေတဲ့နေရာကအရောက်တိုင်းဒေသကြီးမြောင်မြို့နယ်လုံစိမ့်မိုင်ပန်းချံဥယျာဉ်ရောက်တာဖြစ်ပါတယ်ဒီဦးလေးကတော့ဦးလေးနေထိုင်တဲ့နေရာကမြောင်မြို့နယ်အမှတ်1စင်ဝင်းမုံ၄လမ်းပဲပြဆက်ရုံရဲ့ချင်းဘက်မှာဦးလေးသူများခြံထဲမှာတဲထိုးနေရတာဟုတ်ပါရဲ့နော်ကိုဦးလေးမှာကြတော့ဦးလေးကိုတစ်ခေါက်ကလာတော့ကလူလောကကြီးမှာမနေချင်တော့ဘူးဆိုတဲ့စကားလေးဦးလေးပြောတယ်အဲ့တော့ဦးလေးကဘာဖြစ်လို့လူလောကမှာမနေချင်တော့စိတ်ညစ်လို့ပါစိတ်ညစ်လို့ဦးလေးကဘာတွေစိတ်ညစ်စရာရှိနေလဲပြောပါဦးဟုတ်တယ်ဗျာစာဝင်နေနော်ဦးလေးအခုအသက်ကဘယ်လောက်ရှိသွားပြီလဲဦးလေး63နဲ့63နှစ်ဆိုတော့ဦးလေးကဟိုစာဝင်နေမပြေလဲတော့လူလောကမှာမနေချင်တော့ဘူးလို့ဦးလေးပြောတာနော်ကဲအခုဦးလေးကိုအလူငွေလေးရလို့ဒါလှူပေးမယ်ဒါဒီနားလေးမှာထိုင်လိုက်မယ်နော်ကဲဦးလေးကိုအလူငွေလေးရလို့ကရင်ပြည်နယ်ကကိုမင်းသားပရိဒနေပြီးတော့အကျိုးဆောင်ပြီးတော့တဲ့လှူပေးတဲ့အလူငွေဟာဒါပေါ့အလူရှင်ဒေါ်စိုးမိုးထွေးမိသားစုကနေပြီးတော့တဲ့ဦးလေးရဲ့စာဝတ်နေအတွက်ကိုလှူပေးပါတဲ့ဒါပတ်စံလှူပေးမယ်နော်ကဲဦးလေးပတ်စံလေးတသိန်းကိုဦးလေးလက်ခံပါဦးကဲပတ်စံတသိန်းကိုလက်ခံပြီးသွားလေလှူပေးတဲ့အလူရှင်ဒေါ်စိုးမိုးထွေးဦးလေးစူရမြတ်တာလေးပို့တာပေးပါအောင်လေစကားကိုကြားတော့စကားပြောကြပါလေကဲဦးလေးလည်းဘာမှစိတ်တကြမနေလားလည်းရှိနေပြီနော်ဦးလေးသားသမီးတွေကအဝေးရောက်နေပြီမဲ့ဦးလေးကိုမကူညီနိုင်ပြီမဲ့သားတို့ကဦးလေးရဲ့အရေးဟိုသားတို့ကအကျိုးဆောင်နေသူဦးလေးကလိုအပ်သူလှူချင်းသူနဲ့ဂျိတ်ဆက်ပြီးသားတို့လှူပေးတာနော်ဒါကရင်ပြည်နယ်ကကိုမင်းသားပရိဒလည်းကျမ်းမာချမ်းသာပါစေအကူလည်းပဲဓာတ်ထက်မကပရိဒလုပ်ငန်းတွေဆောင်ရွက်နိုင်ပါစေလူရည်ဆက်လက်နက်မကွာပြုလုပ်နိုင်ကြပါစေလူပေးတဲ့အလူရှင်အဲ့ဒါတော့စိုးမိုးထွေးမိသားစုလည်းကျမ်းမာချမ်းသာပါစေအလူရည်ဆက်လက်နက်မကွာပြုလုပ်နိုင်ကြပါစေတက်စီကျမ်းမာစိတ်ချမ်းသာလိုအပ်ဆန္ဒပြေးပါကြပါစေနော်နောက်ဦးလေးအလူရှင်ဘာပြောမလဲရတယ်လေဟုတ်ကဲ့ပါဦးလေးငုံးမနေနဲ့တော့နော်ဦးလေးဟုတ်ကဲ့ပါဦးလေးဟုတ်ကဲ့အဲ့ဆိုလို့ချင်းဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲရလိုက်ပါမယ်နော်